ကျွန်တော်က18နှစ်သားကလေးကဒီဘီလီအားကစားကိုယူသွနဲ့ကစားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်နာမည်အောင်ခွင့်ကျော်ဖြစ်ပါတယ်ကျွန်တော်ကတော့မြန်မာနိုင်ငံဘီလီနဲ့စနူကာအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီအားကစားဘယ်လောက်ထိယူသွလဲဆိုတော့ကျွန်တော်အင်္ဂလန်နိုင်ငံမှာကျောင်းတက်တဲ့အချိန်တုန်းကပေါ့နော်ညဘက်ကျွန်တော်ကျောင်းဆင်းတဲ့အချိန်ဘီလီစင်တာဆိုသွားပြီးတော့ကျွန်တော်ဘီလီထိုးရင်းနဲ့ကျွန်တော်ရဲ့ညပိုင်းလေးတွေကုန်ဆုံးသွားတယ်ပေါ့နော်ကျွန်တော်ဘီလီစင်တာစီမှာ culture ဆိုတာရှုံးထွက်ထိုးတယ်နိုင်တဲ့သူကပထမဆုံးတစ်ပွဲပဲပေးရပြီကျန်တဲ့ပွဲတွေသူအလကားထိုးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘီလီကိုအကြာကြီးထိုးခြင်းတယ်အင်္ဂလန်နိုင်ငံမှာဆိုရင်ကျွန်တော်တို့ကဒါမိဘအတိုင်းတာတစ်ခုထိပဲပေးနိုင်တယ်လေကုန်ကြစီတက်တက်နဲ့ထိုးနိုင်အောင်ကျွန်တော်စူးစမ်းရတာပေါ့နော်ကျွန်တော်အကြာကြီးအခမဲ့ထိုးနိုင်အောင်ကျွန်တော်စူးစမ်းရင်ကျွန်တော်လက်ရည်လေးတက်လာတာပေါ့နော်အဲ့တော့အင်္ဂလန်နိုင်ငံမှာကျွန်တော်၄နှစ်ပညာစီးပူးပြီးတော့ကျွန်တော်ဘွဲရတဲ့အချိန်မှာအင်္ဂလန်နိုင်ငံမှာကျွန်တော်တို့ကအင်ဂျင်နီယာဘွဲရတယ်ပြီးတော့စင်ကာပူနိုင်ငံသွားတဲ့အချိန်မှာလည်းအလားတူပဲကျွန်တော်ရဲ့အလုပ်ပိတ်ရက်တွေအားလက်ရက်တွေမှာ Saturday Sunday ဆိုရင်ကျွန်တော် weekend တော်များများကိုအခြားပြင်ပactivities ဆက်ဆိုင်ကျွန်တော်က village centers မှာကျွန်တော် village ထွေးနေအချိန်ကုန်ဆုံးရဖြတ်တန်းခဲ့တယ်ပေါ့နော်ပြောတော့ဒီအားကစားကိုတော်တော်ချစ်မြတ်လို့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်လည်းဝါနာပါတဲ့မိမိအင်မတန်ယူသွတ်တဲ့ဒီအားကစားမှာကျွန်တော်မြန်မာနိုင်ငံကျွန်တော်လူမျိုးအတွက်ကျွန်တော်တတ်နိုင်တဲ့တထောင်တနေရာနေပါဝင်အားဖြည့်ခွင့်ရတဲ့အတွက်ကျွန်တော်အကုန်ယူမွမ်းမြောက်မိပါတယ်ဟုတ်ကျွန်တော်တို့ဖွဲ့ချုပ်ကငဲပါတယ်ကျွန်တော်တို့ဖွဲ့ချုပ်ကကျွန်တော်တို့တက်တန်းလေးအင်မတန်နုပါတယ်ကျိုးလဲစူးစမ်းနေပါတယ်ခြားဖွဲ့ချုပ်ကြီးတွေလို့ကျွန်တော်တို့ကငွေကြေးပြည့်စုံတဲ့အဖွဲ့ချုပ်မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ APT ရနေပဲကျွန်တော်တို့အောင်မြင်အောင်ရှေ့ဆက်နေတယ်အဲ့လိုပဲနောက်မှာလဲအာတီတို့လိုပဲလူငယ်မျိုးဆက်သက်တွေတက်နိုင်ဆုံးကျွန်တော်မွေးထုတ်သွားမယ်အသက်နိုင်ဆုံးစူးစမ်းပြီးတော့နိုင်ငံဂုဏ်ဆောင်နိုင်တဲ့အားစားသမားအသက်တွေမွေးထုတ်မှဖြစ်တယ်လို့ယခုရှင်းဆွဲအားစားသမားတွေကိုလည်းဒီတမကဂုံဆောင်နိုင်အောင်ကျွန်တော်ပံ့ပိုးသွားမှာပေါ့နော်